ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါပေါ့နော်ဒါကတော့ကျော်မျိုးမင်းကသူပြောထားတာကတော့ဒီမြန်မာနိုင်ငံကပရာဟိတသမားတွေပေါ့နော်ကြောင်တောင်တောင်တွေပေါ့နော်ကြောင်တောင်တောင်ကောင်တွေပေါ့တခုခုပြစ်လာလို့ဆိုရင်သွားပြီးလှူဖို့ပဲကြည်နေတဲ့ကိုကျိုးရှာနေတဲ့ကောင်တွေလို့သူပြောထားတာပေါ့နော်ကျွန်တော်နဲ့တူဗီဒီယိုဖိုင်လေးကိုကြည့်ကြအောင်နော်အဲ့လိုမျိုးပြဿနာတွေပေါ်လာတိုင်းမှာအဲ့မှာပရာဟိတရောင်ကြောင်တောင်တွေအုပ်စုကထွက်လာတယ်တစ်ချိန်လုံးငြိမ်နေတဲ့အုပ်စုတွေကဒါမျိုးလည်းရောက်တော့ချက်ချင်းအလှူမဲ့တမ်းမယ်ဆိုချက်ချင်းရောက်သွားကြရောဆိုတော့အဲ့ဒါတွေကကျွန်တော်တိုင်းပြည်ရဲ့ကောင်းခြင်းတွေမဟုတ်ဘူးကောင်းတဲ့ကိစ္စတွေမဟုတ်ဘူးအဲ့ဒါမကောင်းတဲ့ကိစ္စတွေပဲလူတွေကိုဘာတွားဖြစ်လဲဆိုတော့ social media မှာ own ဖြစ်သွားပြီးတော့တစ်ဖက်ကဟိုတနာခံရသူဖြစ်ပြီးတစ်ဖက်ကရိုင်းဆိုင်သူဖြစ်သွားပြီဆိုရင်တနာခံရတဲ့သူပေါ်မှာလုံးဝ ownership နဲ့ one support ပေးပြီးတနာပြပြီးတော့လူတွေကဒီကကိုတိဆောက်ကြတာပွင့်လည်းပြောရင်တော့လူတွေကိုကူညီတယ်ဆိုတဲ့ချို့သောသူတွေကလည်းသူတို့ကိုယ်သူတို့တိဆောက်နေကြတာပဲတော်တော်ပြောရင်ချို့တွေကျွန်တော်ဟိုဒီကောင်ဘာလဲဖြစ်မယ်ပွင့်လည်းပြောရမယ်သူများကို brighter နဲ့ကူညီပါတယ်ဆိုတော့အဲ့ဒီပုံကိုယ်တွေအကုန်လုံးကလည်းအဲ့ brighter ကိုကူညီနေတယ်သူတို့ရဲ့ brand သူတို့တိဆောက်နေကြတာအဲ့တော့ဒုက္ခရောက်တဲ့သူများပေါ်လေသူတို့ရဲ့ brand တိဆောက်လို့ကောင်းနေလေပဲဒါကြောင့်တစ်ခါတည်းကျရင် conflict economy ဆိုတဲ့စကားလုံးကလကားပေါ်လာတာမဟုတ်ဘူးဒီလိုကိစ္စတွေပေါ့နော်ဒီလိုကိစ္စတွေတိုင်းမှာဒါလည်း conflict economy တွေရှုထောင့်နဲ့ sector တွေတစ်ခုပဲအဲ့တော့ဒီ vision ပေါ့နော်ပြဿနာဖြစ်တဲ့ဒီကိစ္စလေးကိုကြည့်ပြီးတော့ကူညီခြင်းနဲ့ဆိုတဲ့လူတွေအိုးရောက်သွားကြပြီသူတို့ကအဲ့ဒါတွေကို social media ပေါ်တင်ကြတယ် Facebook ပေါ်တင်ကြတယ်လူကြပါတန်းကြပါကျွန်တော်တို့ရောက်နေပါတယ်ကျွန်တော်တို့ရောက်နေတယ်ကျွန်တော်ကူပါအဲ့လိုလို့တော့လူတွေကအဲ့ဒါတွေမှာတောက်လျှောက်လူတွေပြန်ပြီးတော့နောက်ဆုံးမဖြစ်လာလဲဆိုတော့လူတွေကအလုံးမလုံးချင်ကြတော့လူတွေကိုအလုံးလုံးဖို့တောင်းအားပေးမဲ့အစားလူတွေကိုဘာလုပ်လိုက်တာလဲအဲ့တော့အဲ့ဒီတော့ကူညီရဆိုဆယ်လီရောင် brighter ရောင်ဘာရောင်ညာရောင်တွေကိုတိုင်းကလည်းအဲ့ဒီကနေအကျိုးမြတ်တွေခံစားသွားတယ်အကျိုးမြတ်ဆိုတဲ့နေရာမှာဘာလဲလို့မေးပတ်စံယူငါလူဖို့ပတ်စံငါစိုက်ပေးရတာငါမဟုတ်သူ့အကျိုးမြတ်ရသွားတယ်သူ့ကိုလူတွေကbrighter စေနာရှင်ကြီးဖြစ်နေမြင်သွားတဲ့အကျိုးမြတ်ကိုသူရသွားတယ်ဆိုတော့တခါတည်းကျရင်အကုန်လုံးကကိုယ်အကျိုးစီးပွားမရှိရင်ဘယ်သူမှဘာမှမလုပ်ကြဘူးကိုယ်အကျိုးစီးပွားမရှိရင်လူတွေကထိုင်ရတော့မထချင်ဘူးအကျိုးစီးပွားရှိလို့ထကြတာအကျိုးစီးပွားမရှိရင်ထိုင်ရကတော့မထချင်ကြဘူးအဲ့တော့ brighter ဆိုခေါင်းစဉ်တက်တဲ့ပုံကိုယ်တွေအကုန်လုံးနဲ့ဒီတိုင်းပဲအကျိုးသူတို့ရဲ့ brighter ခေါင်းစဉ်တက်ပြီးလှူရှားမှုတွေမှာသူတို့ကိုယ်ပိုင်အကျိုးစီးပွားတစ်ခုခုမှမရဘူးဆိုရင်အဲ့လူတွေထိုင်ရမထဘူးရှင်းလေးပြောတာကျွန်တော်ပွင့်လင်းပြောတာလူအသက်တွေတေချင်တက်ဖြတ်ခံနေတဲ့အချိန်မှာအဲ့ကောင်တွေပါသက်ပိတ်နေတယ်ကျွန်တော်ပြောရင်အကုန်ပါကုန်မအောင်ဆိုတော့ကျွန်တော်တော့ပြောချင်တာဆိုတော့မလုံးတဲ့နိုင်မလုံးကြဘူးဆိုမိုက်ထိုးမီဒီယာတွေလည်းမိုက်သွားထိုးကြတယ်အခုကျွန်တော်တို့မနေ့ကပြောလို့ရှိတယ်ဒီနေ့ကပေါ်လို့ရနေမိုက်ထိုးမီဒီယာရှိမှာဆိုဒါတွေကမဖြစ်သင့်ဘူးဆိုတာလောက်တော့တည်တယ်နေပြီးတော့တချို့ကမန်နတိုင်းတက်ပြတယ်မန်နတိုင်းတက်ပြတယ်ဟာငါတော့ငါဘယ်လိုလုပ်ပြလိုက်လဲငါဘယ်လိုကူညီလိုက်တာကွာဆိုဖုန်းနဲ့ selfie ဆိုဗီဒီယိုရိုက်ပြန်တင်ကျွန်တော်နိုင်ငံမှာအဲ့ဒီဟိုဘာလဲဆိုတော့ကို promote လုပ်တဲ့ promote လုပ်ဖို့အတွက်တခြားလူတယောက်ကိုဟိုတနာခံတဲ့တခြားလူကိုအသုံးချပြီးကို promote လုပ်တဲ့ဟာကြီးကကြီးထွားလာတယ်အဲ့ဒါကြီးကမကောင်းအဲ့ဒါ society တွေမကောင်းလူမှု society တွေမကောင်းဒါကိုတော့ကျွန်တော်ပို့ရလိမ့်မယ်ဆန့်ကျင်ပါတယ်အဲ့တော့မလုပ်တဲ့နိုင်မလုပ်ကြဘူးเนาะတခိုးအားပေးမဖြစ်ဘူးเนาะဟိုအမျိုးသမီးကဆန်ရှင်မျိုးသမီးကျူးလွန်တာလဲသူ့ဟာသူကိုသူသိသွားပြီသိလို့သူ့အကောင့်တော့သူဒီပြေးပြီဆိုဒါမျိုးတွေဟိုရှိတယ်ပေါ့ဗျာဒါတစ်ခါကျရင် side effect တွေကအများကြီးပဲဖြစ်ရတဲ့ခုပေါ်မှာပေါ်လာတဲ့ side effect တွေအများကြီးပဲဒါကြောင့်မလို့ဒါကိုတည်ကြကျွန်တော်တို့ psychology အုံတော့မြင့်ဉာဏ်ရည်အတွေ့ခေါ်မြင့်တဲ့စေချာစဉ်းစားပြီးတော့ကျွန်တော်ရက်တည်ကြဖို့လိုတယ်ဒါလေးတော့ကျွန်တော်ကြိုးကြိုက်ထည့်ပြောတာဒီလောက်ပဲကျွန်တော်ပြောချင်တယ်ကျွန်တော်အများကြီးပြောချင်တယ်ကြည့်လို့မရဘူးမျိုးလုံးထဲမှာတချို့ဟာကြည့်လို့မရဘူးကြည့်ရတာထော်လကန့်လိုက်လို့ဖြစ်နေတယ် online ပြောရင်တော့စမပြေဘူးပေါ့ဗျာ online ပြောရင်တော့တခိုးပဲဟိုကလေးနဲ့ဘာမှမဆိုင်ဘူးနော်ကလေးကတော့ဘာမှဆိုင်ညာမဆိုင်နဲ့ဂျာညက်သွားတဲ့ဘာတိမှလဲတနစ်ကျော်တော့ကလေးကဘယ်လိုလုပ်တိမှလဲတနစ်ကျော်တော့ကလေးရဲ့အမေကိုသွားပြီး interview ပြီးတော့သူ့အမေရဲ့မျက်ရည်ပေါက်ကြည့်ငယ်ကြတာကလေးလေးပိုက်ချင်းငယ်မျက်ရည်ကြည့်ငယ်ကြတာကို view ပြီးတော့လူတွေရဲ့နှလုံးသားကိုချွေအဲ့ဒီမျိုးတွေဝိုင်းကူအဲ့လိုနဲ့ပတ်လိုက်ရိုက်နေတဲ့ society ကိုကျွန်တော်တို့အားပေးလက်ခုပ်တီးနေတာမှားတော့မှားနေတယ်ကလေးလေးတော့ဘာမှမဆိုင်ဘူးကလေးလေးကဘာမှဆိုင်ညာမဆိုင်ဒီဇက်လန်းမှာလူတွေရဲ့ဒီအတနာခံရတဲ့ဘောကလေးလေးရောက်သွားပြီနေချင်းညာချင်း तू မသိဘဲနဲ့ကို तू ကခံနေရကျွန်တော်တို့မလုပ်တဲ့တော့ဗျမလုပ်တဲ့တော့ရက်တဲ့တယ်လို့ကျွန်တော်ထင်တယ်ချိုးပြစားတယ်ဒီလောက်ပဲကျွန်တော်ပြောချင်ပါတယ်